တမူထားကဘယ်လောက်တမူထားလဲဆိုတော့သူ့ပဲမေးကြည့်လိုက်တော့နော်ဘယ်လောက်တော့ဆိုင်လေးပေါ့တမိုးထားလို့12ပေါင်လောက်တက်လာတမူထားပြီးတော့သူစိတ်ချမ်းသာပြီးတော့ကျွန်တော်နားနေပြီးတော့12ပေါင်ရှိပြီးတက်လာတာအခုဒီတော့သူကဘယ်မှပေါင်108ပေါင်ပြည့်108ပေါင်ပဲရှိရတော့ရက်ရှည်တော့တိတ်မသိတာဘူးခုဝရတယ်ဒါကိုကတော့ပေါင်ချင်းလက်ပေါ်တက်လာရင်တနေ့ဆိုတိုးနဲ့မနေ့ကဆိုချိန်နဲ့120တောင်ကျော်လာ122နည်းနည်းထိရတော့မပြန်ပြီးတော့စားတယ်။ तू ကလည်းတစ်ချိန်လုံးကျွေးနေကိုပါစားခြင်းလည်းဘာလုပ်ခြင်းလဲပေါ့နော်စားခြင်းလည်းစားခြင်းတဲ့အချက်ချင်းရအောင်လုပ်ကျွေးတဲ့လူမျိုးဆိုတော့ဆိုင်နေပဲလို့ဝလား။ချစ်ဆိုတာစားခြင်းပဲ။ချစ်ဆိုတာစိတ်ချမ်းသာအောင်ထားခြင်းနဲ့စားခြင်းပဲပေါ့နော်ကျွန်တော်တို့ကဟုတ်ဝမ်းသာပါတယ်အခုလိုမျိုးပွဲလေးမှာပြည်သက်တွေနဲ့ပြောရတဲ့အတွက်လည်းဝမ်းသာပါတယ်ဟုတ်ပြီးတော့အခုကတော့ဒီစကားလေးကိုအားပေးကြတဲ့ပြည်သက်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကဇလန်လေးကလည်းပြီးတော့မှဆိုတော့ပြည်သက်တွေနဲ့အခုလိုမျိုးတွေ့ရတော့တကယ်ဝမ်းသာပါတယ်ဆိုတော့လာရောက်ပေးကြတဲ့အရောက်တိုင်းဆိုလည်းကျေးဇူးများတင်ပါတယ်လို့ဟုတ်ဒါဟိုလေဟိုကတော့ချစ်တဲ့ပြည်သက်တွေဆိုတာမျိုးပညာရှင်မောင်များစွာမှာကိုချစ်တဲ့ပြည်သက်ဆိုတာဒါတန်ဖိုးထားရတယ်ပေါ့နော်ခုကလည်းတယောက်ချင်းစီခုအောင်အားပေးတဲ့ပြည်သက်တယောက်ချင်းစီတန်ဖိုးထားပါတယ်ခုကအခုဒီလိုပွဲကိုပေါ့နော်တချို့ကဂျာရဲ့ကြီးဖြစ်နေတဲ့ခါကျတော့ပွဲကိုလာခြင်းပေမဲ့မလာနိုင်ကြတဲ့ပြည်သက်တွေရှိတဲ့အတွက်လည်းခုကစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ဆိုတော့သူတို့နဲ့လည်းဒီမှာတင်းရင်ချင်းတွေ့ကျင်တာဆိုတော့သူတို့ကလည်း online ကနေပဲခုအောင်အားပေးကြတဲ့အတွက်လည်းခုကကျေးဇူးတင်ပါတယ်လို့အမတရားတော့များတယ်ပေါ့နော်ဟိုဘာလို့ဆိုတော့နှစ်ယောက်ကစင်တိုင်းတော်တော်များများတွေ့နေရတာဆိုတော့စုံနေရဆိုတော့အမတရားရအများကြီးပါပဲဟုတ်ဒီဘက်လေးတော်တော်များများတော့ပထမဆုံးစကြည့်ခြင်းတော့ကတော့ဇက်ကငြိမ်အရန်ငြိမ်နေတာဆိုတော့သူတို့အနေနဲ့ကအရင်အထူးဆန်းမဟုတ်တဲ့ခါကျတော့ပြည်သက်တွေကကြည့်ရရိုးနေသလိုဖြစ်ကြပါပြီးတော့ဒီနောက်ပိုင်းအပိုင်း20ကျော်လာမှဇက်ရှင်ရပိုတက်လာဆိုတော့အပိုင်း20ကျော်မှပြည်သက်တွေကတော်တော်များများလည်းကြည်ရင်နေပေါ့နော်ဇက်ကားလေးကကောင်းလာပြီဆိုတာမျိုးကြားရတဲ့အတွက်လည်းဝမ်းသာပါတယ်ပြီးတော့တို့ပုံမှန်အခုရိုက်ထားတဲ့ဇက်ကားလေးကလည်းဟိုတို့ဇက်ကအရင်အလှုပ်ကြီးအကျန်းကြီးမပါတဲ့အတွက်ပေါ့နော်ကိုရီးယား series လေးတစ်ခုကြည့်ရသလိုပဲ fancy လိုပုံစံမျိုးလေးဆိုတော့ဇက်လေးကိုအေးငြိမ်လေးနဲ့ဟိုကိုပြချင်တဲ့ message ဥမာဒီကားထဲမှာဆိုလို့ရှိရင်ပြောချင်တာသူတစ်ပါးဟိုဘလောက်ပဲဟိုကိုကဟိုမကောင်းတဲ့စိတ်တွေမကောင်းချင်တာပဲလုပ်ပါစေတစ်ချိန်ကျရင်ကိုယ်စီပြန်လာတယ်ကိုပဲပြန်ခံရတယ်ဆိုတော့ message လေးကိုပေးချင်တာဆိုတော့ဒီ message လေးကိုလည်းတော်တော်များများရကြမှထင်ပါတယ်ဟုတ်ပြည်သက်တွေကတော့ကျွန်တော်အနေနဲ့ဒါကျွန်တော်စကားတွေပိုရိုက်စေချင်တဲ့ပြည်သက်တွေပဲလေဆိုတော့ကိုရောက်နေတဲ့နေရာထက်လည်းပို့ပြီးတော့အမြင်ရောက်စေချင်တဲ့ပြည်သက်တွေဆိုတော့ပြည်သက်တွေကတော့ကျွန်တော်အမြင်နဲ့အပေးကြပါတယ်ဆိုတော့ feedback အနေနဲ့ကလည်းဟိုအဆင်ပြေပါတယ်ဆိုတော့ကိုချစ်တဲ့ပြည်သက်တွေကတော့အမြင်နဲ့ရှင်းနေပါပဲလေဆိုတော့ပြည်သက်တိုင်းတယောက်ချင်းစီတိုင်းပေါ့ကျွန်တော်တို့ဒါအခုဆိုခုနကကျွန်တော်မပြောလိုက်ရလို့ပေါ့နော်ဒါပွဲလာတဲ့ပြည်သက်တွေရောနောက်ပြီးတော့ကျွန်တော်တို့ online မှာပေါ့ကျွန်တော်တို့နှစ်ယောက်ကိုအားပေးကြတဲ့ချစ်ပေးကြတဲ့အရောက်တိုင်းစီကျွန်တော်တို့ရဲ့ဒါ Facebook page မှာဖြစ်ဖြစ်နှစ်ယောက်က AN Paradise page လေးမှာဖြစ်ဖြစ်လာပြီးတော့ဒါအကုန်လုံးဟိုဒီနေ့နဲ့ချစ်ပြီးတော့မဲ့ပေးကြတဲ့သူအကြောက်တိုင်းစီကိုကျွန်တော်တို့ဒီများနေပြီးတော့အရင်ချစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကိုယ်တိုင်ကြည့်ပြပါတယ်နှစ်ယောက်လုံးကတော့ဇက်ကားတော့အမြဲတမ်းကြည့်ပြတယ်ချိန်နဲ့ပေါ့နော်နှစ်ကြော့ပြန်တော့ပြန်ကြည့်ပြတယ်ပေါ့နော်ဟိုကတော့ဇက်ကားဟို7 နာရီဆိုပြီးပြီဆိုမှ7 နာရီတောင်းဆိုတာနဲ့ဟိုကတော့ပြုံးလေးဒီ YouTube channel ကနေမှဟိုချက်ချင်း on ရတက်တာဆိုတော့ဟိုကတော့ပြန်ကြည့်လို့ရရလဲအဆင်ပြေတဲ့အတွက်ကြောင့်ဟိုကတော့အားတဲ့ချိန်ဥမာကို9 နာရီမှအပြင်ရောက်နေနေမျိုးဆိုလို့ရှိရင် YouTube ကနေအဲ့လိုအားတဲ့ချိန်တိုင်းလည်းပြန်ကြည့်ပြပါတယ်ဟုတ်နှစ်ယောက်ရိုက်ထားတဲ့ကားလေးလည်းရှိတယ်ပြန်ထားပြီးသားလေးလည်းရှိတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းမှာတော့ဟိုကတော့နှစ်ယောက်တော့ရိုက်ချင်တာပေါ့နော်နှစ်ယောက်တွဲရတော့နှစ်ယောက်တွဲလေးကပုံစံမျိုးဟိုပြောင်းလဲဒီလိုမျိုး character မဟုတ်ဘဲနဲ့နှစ်ယောက်ကရုပ်ချင်းလဲစင်တော့လေလို့မတော်မကားလေးတွေပဲဖြစ်ဖြစ်အဲ့လိုဒီတက်ပို့ပြီးတော့ဇက်လုံးမဲ့ကားမျိုးလေးပဲအဲ့လိုရိုက်ချင်ပါတယ်ဟုတ်ဒီလိုတော့သတိမထားမိဘူးမနိုင်ပြောဆက်စချင်းနှစ်ယောက်ကတိတ်သတိမထားမိဆက်တာကျတော့လေနောက်ပိုင်းချင်းနဲ့မှာပုံနေတူရိုက်ပါများပြီးတပုံနဲ့ရီလိုက်ရင်သွားစီပြီးရီလိုက်ရင်တရုပ်တည်းဖြစ်ဖြစ်သွားတော့အဲ့တော့မှနှစ်ယောက်ကရုပ်စင်နေတော့ပိုပြီးတာဟုတ်ထင်ပါရေစက်ကတော့ပါတာပေါ့ရေစက်မပါရင်လူတွေကမစုံပြီးကြဘူးလေဆိုတော့ရေစက်ပါလို့စုံကြတာပေါ့တမူထားကဘယ်လောက်တမူထားလဲဆိုတော့သူ့ပဲမေးကြည့်လိုက်တော့နော်ဘယ်လောက်တော့ဆိုင်လေးပေါ့တမူထားလို့12ပေါင်လောက်တက်လာတမူထားပြီးတော့သူစိတ်ချမ်းသာပြီးတော့ကျွန်တော်နားနေပြီးတော့12ပေါင်ရှိပြီးတက်လာတာအခုအရင်တော့သူဘယ်မှပေါင်108ပေါင်ပြည့်108ပေါင်ပဲရှိရတော့ရက်ရှည်တော့တိတ်မသိတာဘူးခုဝရတယ်ဒါကိုကတော့ပေါင်ချင်းလက်ပေါ်တက်လာရင်တနေ့ဆိုတိုးနဲ့မနေ့ကဆိုချိန်နဲ့120တောင်ကျော်လာ122နည်းနည်းထိရတော့မပြန်ပြီးတော့စားတယ်သူကလည်းတစ်ချိန်လုံးကျွေးနေကိုပါစားခြင်းလဲဘာလုပ်ခြင်းလဲပေါ့နော်စားခြင်းတဲ့အချက်ချင်းရအောင်လုပ်ကျွေးရလူမျိုးဆိုတော့ဆိုင်နေပဲလို့ဝလားချစ်ဆိုတာစားခြင်းပဲချစ်ဆိုတာစိတ်ချမ်းသာအောင်ထားခြင်းနဲ့စားခြင်းပဲပေါ့နော်ကျွန်တော်တို့ကအဲ့လိုတော့မဖြစ်သူကအေးစစ်ပဲဆိုတော့ပြီးတော့အရာရာလည်းနားလဲတယ်သဘောထားကြီးနဲ့ပဲရမဆိုကိုပေါ့နော် supporting ပေးကနေလုပ်ပေးတဲ့ခါကျကိုဘာပဲလုပ်ကိုကစိတ်ချမ်းသာလုပ်ရတယ်အနောက်ရှက်ကြီးနဲ့လုပ်ရတဲ့အတွက်ဟိုဘာပဲလုပ်အဆင်ပြေနေတာပေါ့ဟုတ်ကျွန်တော်သူ့ဝါစီကျွန်တော်ဆွကြွေးတယ်သူလည်းသမင်းစားတဲ့အချိန်လေးပါရလဲလေအဲ့လိုညအဲ့လိုတော်တော်ညင်းနေတဲ့အချိန်အဲ့လိုမှစားတာကွာအပြင်နေလေခဲပါကြဆိုလဲမဟုတ်ဘူးသူစားမယ်ဆိုပြောလိုက်တယ်ကျွန်တော်အမြဲတမ်းထားလို့ဟုတ်တော့
ဝတ်တူလေးဆိုပိုချစ်မှာ ဆောင်းဘယ်လောက်ထိညှိုနေတာလဲ အော်ဘယ်လောက်တိကျနေတာလဲ အဲ့လိုတော့ပြောလိုက်တော့ပါတော့ အခုခေါ်လာတော့ဖတ်တယ်တွေ့လားလူကရဲမွားလာသေးတာဖတ်တယ်ခေါ်ချစ်စနိုးနဲ့ရပါတယ် ဒါပေမဲ့မကြခင်တော့ကျွန်တော်တို့ဂျင်းပြန်ဆော့တော့မှာပါဂျင်းဆော့မယ်ဆိုတဲ့စကားကျွန်တော်တို့ဒါအခု interview ကိုကျွန်တော်တို့တကယ်ချင်းနေကြားရင်ကျွန်တော်တော်တော်ချိန်ဆနေလာပြီတော့ဆိုတော့လွန်ခဲ့တဲ့ဒီ2025 February တဲ့နှစ်ယောက်ကတကယ်ချင်းနဲ့တွေ့တာဟဲ့ငါတို့ချင်လာတော့မယ်ငါတို့ချင်လာတော့မယ်ငါတို့ချင်လာဆော့မယ်ဒါပေမဲ့အခုချိန်ကြီးမရောက်သေးဘူးနှစ်ယောက်လုံး ဂျင်းကအတူတူဆော့ကြတာဆိုတော့လေတငယ်ချင်းတွေနဲ့အတူတူဆော့ကြဆိုတော့သူတို့ကတော့ဆော့တင်နေပြီကိုရင်းရောက်ပဲကျန်နေရပါဒါပေမဲ့အခုဒီလထဲမှာတော့ဂျင်းစဆော့ဖို့တော့စီစဉ်ထားပါတယ်ပြန်ထားပါတယ်တော်တော်များများတော့ဟုတ်တယ် pre wedding လို့ထင်တယ်ဒါပေမဲ့ဒါကငါတို့ဒါရုံးက project အတွက်ရိုက်ပေးထားတာဆိုတော့ပြီးတော့ရိုက်ထားရတဲ့နှစ်ယောက်လုံးကကိုထင်တာပေါ့နော်အတွဲညီညီနဲ့ပြိသက်တွေကကြိုက်သွားကြလို့ပဲလို့ထင်ကြရလို့မြင်ပါတ ပြည် ယ် သူတွေချစ်ကြလို့ပဲဒီလိုဒါချစ်ပြလို့ပဲထင်ပါတယ်ဒါဆိုတော့ပြီးတော့အဲ့ဒီမှာတစုံကြံသေးရနော် ဟုတ်တယ်တစုံရိုက်ထားတာတစုံကြံသေးတယ်မထွက်လာ အဲ့ဒါလာလို့ရှိရင်လည်းတကယ် wedding ဆိုပြီးထင်ကြအောင် ထင်ကြအောင်ပါပဲအဲ့ဒါတော့ဟုတ်တယ်ပေါ့ဆိုတော့ model စားလုပ်ခဲ့ရဒီ wedding နဲ့ပတ်သက်ပြီးဝတ်ခဲ့ရတဲ့ဝတ်စုံပေါင်းလည်းမနေဘူးဝတ်စုံ design ပေါင်းလို့ဝတ်ခဲ့ရတာဆိုတော့ကိုယ်ကလေးကြရင်ဘယ်လိုလုပ်မယ်ဆိုရဲဆရာလေးတော့စဉ်းစားထားပါဒါပေမဲ့တကယ်ကြရင်ဘယ်လိုထွက်လာမလဲဆိုတော့ကိုကိုယ်တိုင်လည်းရင်ခုန်နေပါတယ်ဟုတ်ဒီပညာရေးတင်ပါတယ်နောက်ထပ်လည်းဒီချက်ပို့ပြီးတော့ကြိုးစားသွားပါမယ်လို့ပြောချင်ပါတယ်ရှင် โอเคပါကျွန်တော်တို့အားပေးတဲ့ပရိသတ်တွေအဲ့ဒါမျိုးလည်းကျေးဇူးပါပါမယ်